အမျိုးသားတစ်ယောက်ဟာဂျင်မိုသွားပြီးကိုလက်လှုပ်ရှားအားကစားလုပ်တိုင်းကိုပိုင်တင်တန်းဆရာမ private trainer တွေလှုပ်ရှားမှုပြက်ကွက်တိုင်းကိုတေချာကရုတဆိုင်တဲ့လေ့လာသင်ယူလေရှိတယ်။ဘာလို့လဲဆိုတော့ကိုပိုင်တင်တန်းဆရာမစီမှာသင်ယူခြင်းကသူ့ကိုအသက်ရှည်ကြမ်းမစေမယ်ဆိုတာသူကောင်းကောင်းသိလို့ပဲဖြစ်တယ်။တကယ်တော့အဖိုးကြီးကင်ဟာလမ်းမှာဒီလိုကိုလုံးကိုပေါ်မျိုးရှိတဲ့တင်တန်းဆရာမလေးကိုတွေ့ခဲ့ရလို့ပါ။မူလာကအားကစားလုပ်ဖို့တိတ်ဆိတ်မပါလာတဲ့အဖိုးကြီးကင်မှာဒီလူငယ်မလေးရဲ့လုပ်ငန်းခွင်အဆင်ပြေစေဖို့အတွက်ပံ့ပိုးကူညီပေးခြင်းတာကြောင့်သူ့ဘက်ကနေအားလုံးစွန့်လွတ်ပြီးပါဝင်ပေးခဲ့တာဖြစ်။သူဟာပထမဆုံးအနေနဲ့ကားပေါ်တက်တဲ့အခါထိုင်ကုန်ကားဘက်ကပတ်လို့မရတယ်လို့မျိုးဟန်ဆောင်ပြီးသူ့ဇနီးကိုသူ့ကိုယ်တိုင်ဂျင်းသွားပြီးအားကစားလုပ်လို့ရပြီဖြစ်ကြောင်းပြောပြခဲ့တယ်။ဇနီးဖြစ်သူကလည်းသူ့ကိုအလိုက်တတိနဲ့ပဲသဘောတူခွင့်ပြုခဲ့ပါတယ်။ဒါကြောင့်အဖိုးကြီးကင်ဟာဝမ်းသာအားရနဲ့ဝမ်း9000အကုန်အကျခံပြီးအဲ့ဒီတင်တန်းဆရာမလေးရဲ့နှစ်လစာတင်တန်းကြီးကိုချက်ချင်းပေးချင်တာလေးပေးပြီးအလိုက်ပါတော့တယ်။ဒီကိုပိုင်တင်တန်းဆရာမလေးရဲ့စိတ်ကိုရယူနိုင်ဖို့အတွက်သူဟာအစွမ်းကုန်စူးစမ်းခဲ့တယ်။တင်တန်းဆရာမကပုံစံပြလှုပ်ရှားမှုတွေလုပ်ပြပြီးအဖိုးကြီးကင်ကိုတခါလုပ်ရင်အကျင့်30နဲ့3ကျော်3ဆက်လုပ်ဖို့ပြောတဲ့အခါသူကဆရာမအရှိမအထင်ကြီးခံရစေဖို့အတွက်မန်တင်းပြီးတခါတည်းနဲ့အကျင့်100ပြည့်အောင်လုပ်ပြမယ်လို့စွငင်းပါတော့တယ်။တင်တန်းဆရာမလေးကလည်းသူ့အလိုကိုလိုက်ပြီးတော့လက်မှတ်ပြပြီးတေချာလေးလမ်းညွှန်ပြတာပေးခဲ့တယ်။ဒါပေမဲ့အဖိုးကြီးကင်ဟာအကျင့်40လောက်ရောက်တဲ့အခါမှတင်ဆက်ပြီးမတောင်းခံနိုင်တော့ပါဘူး။ဒါပေမဲ့လည်းဆရာမအရှိမအဆက်မကွဲချင်တာကြောင့်အန်ကျိတ်ပြီးတခါတည်းနဲ့အကျင့်100ပြည့်အောင်လှုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလှုပ်ဆောင်မှုတစ်လျှောက်ခန်းစားခဲ့ရတဲ့နာကျင်မှုတွေကြောင့်သူဂျင်ခနေထွက်ပြေးရမှအတွက်ဖြစ်သွားခဲ့ရတယ်။ဒါဟာအဖိုးကြီးကင်ရဲ့မိမပိုးပန်းတဲ့သမိုင်းတစ်လျှောက်မှာအနာကျင်ရအဆောင်ပင်ပန်းမှုတစ်ခုဖြစ်ခဲ့ရပါတယ်။တနေ့တာတင်တန်းတွေအလုံးပြီးဆုံးသွားတဲ့အခါမှာတော့သူဟာတေလူမတက်ဖြစ်နေတဲ့သူ့ရဲ့ခြေထောက်တွေကိုတရွတ်တက်ဆွဲပြီးလမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ပဲထွက်လာခဲ့ရတယ်။တကားဘော်ကိုရောက်တဲ့အခါမှာတော့ခြေလမ်းတောင်ဆက်မလန်းနိုင်တော့ပါဘူး။အဲ့ဒီအချိန်မှာတင်အမျိုးသမီး2ယောက်ကအဲ့ဒီလမ်းအတိုင်းဂျင်ဘတ်ကိုရှောက်လာကြတာကိုတွေ့လိုက်ရတယ်။အဖိုးကြီးကင်ဟာသူ့သွားရမယ့်လမ်းရဲ့အလဲတဲလဲမှာပိတ်ရနေမိတာကြောင့်အဲ့ဒီမျိုးသမီးတွေကသူ့ကိုကဲ့ရဲ့ရှုံချတဲ့အကြီးတွေနဲ့ကြည့်လာကြတယ်။အဖိုးကြီးကင်လည်းရှေ့သမျှအင်အားကိုစုစည်းပြီးသူတို့ဖြတ်သွားနိုင်ဖို့အတွက်ဘေးကိုအနိုင်နိုင်ဖဲပေးလိုက်ရရှာတယ်။အဲ့ဒီမျိုးသမီးတွေကတော့ရဲချင်းစစ်ကိုအောင့်ထားပြီးထွက်သွားကြပါတော့တယ်။ဒုတိယမြောက်နေ့မှာတော့အဖိုးကြီးကင်ဟာသူ့ဇနီးကိုပါနလာပြည်နေတင်တန်းဆရာမစီကိုလိုက်ပို့ပေးခဲ့ပြန်။ဘာလို့လဲဆိုတော့အဲ့ဒီနေရာကသူ့လေရုံခန်းနဲ့အရန်နေတာကြောင့်ဖြစ်ပြီးအမှန်တော့သူဟာဇနီးဖြစ်သူအဲ့ဒီမှာပါနလာပြည်နာလာတင်မှာကိုအပြင်းထန်ကန့်ကွက်ခဲ့သူဖြစ်တယ်။ဒါပေမဲ့ပါနလာပြည်ဆရာမရဲ့ယူကြီးအစစ်အမှန်ကိုသူကိုယ်တိုင်မြင်တွေ့လိုက်ရပြီးလဲနောက်မှာတော့အဖိုးကြီးကင်ရဲ့မိမတွေ့သမျှလိုက်ကြိုက်တတ်တဲ့ play boy ရှာနဲ့တဘာဝဗီဇကပြန်လဲနိုးထလာခဲ့ပြန်။သူကဇနီးဖြစ်သူပါနလာပြည်တင်တန်းတကြကိုတဘောတူလိုက်တာကြောင့်သူကိုယ်တိုင်လည်းအကြောင်းပြချက်အမှန်နဲ့ဒီကိုပေါ်ပေါ်တင်တင်လာလို့ရသွားပြီးပါနလာပြည်ဆရာမလေးနဲ့နှင်းရောက်တဲ့တည်တန့်ရှိနေခွင့်ရသွားခဲ့ပါတယ်။သူဟာပါနလာပြည်ဆရာမလေးကိုရှာတွေ့ပါတဲ့အခါခင်ပွန်းကောင်းတယောက်လိုဟန်ဆောင်ပြီးနောက်ရအနေငယ်ကြရင်ဇနီးဖြစ်သူရဲ့မွေးနေ့မှာသူကိုယ်တိုင်ဖင်ထားတဲ့ပန်းလာချင်းကိုလက်ဆောင်ပေးခြင်းလို့ပန်းအလှဖင်နီးထင်ကျင်ပါတယ်လို့ပြောလိုက်တယ်။ပန်းအလှဖင်ဆရာမလေးကလည်းအဲ့ဒါကိုကြားတော့အရန်ကိုစိတ်လှုပ်ရှားပြီးအထင်ကြီးသွားခဲ့ရတယ်။ဒါပေမဲ့နောက်တစ်ဆက်ကမှတင်အဖိုးကြီးကင်ကဒါကိုသူ့ဇနီးကိုဘယ်တော့မှမပြောပြဖို့နဲ့ဇနီးဒီကိုအန်အိုးစရာ surprise လုပ်ပေးခြင်းလို့ပါဆိုပြီးမှားချလိုက်တယ်။ပန်းအလှဖင်ဆရာမလေးကစကားပြောရတာလွယ်ကူမှမြင်လိုက်ရတဲ့အခါအဖိုးကြီးကင်ကစကားလမ်းကြောင်းစမ်းသပ်ပြီးဆရာမလေးညနေတဲ့အထိအိမ်မပြန်တာခင်ပွန်းဖြစ်သူကစိတ်မပူဘူးလားလို့မေးလိုက်ပါလေ။